တော့ဒီအပြောင်းလဲတွေအများကြီးဖြစ်သွားပြီပါနော်တချို့ကစားသမားတွေဆိုလည်းအတင်းတိုင်းလိုလိုကနှုတ်ဆက်သွားတာရှိတယ်ဒါမှမဟုတ်ရိုးပြောင်းသွားတာရှိတယ်အဲ့ထဲမှာမှအထင်ရှားဆုံးဆို Fairway Esport ကပီနီကဂိုးလေးကနေမလေးကိုပြောင်းသွားပြီပါနော်အဲ့ decision ကိုဘယ်သူကချတာလဲဘယ်လိုမျိုးစီစဉ်ခဲ့တာလဲကျွန်တော်တို့ရိုးပြောင်းဖို့တော့ coach တင်းရှိရပါတော့ Faircon မှာ coach တင်း management တင်းရှိရအဲ့ဒီနှစ်တင်းလုံးပေါင်းပြီးတော့တရားစဉ်းစားခဲ့ရပေါ့တရားစဉ်းစားပြီးမှဘီနီကို roll chain မယ်ကျွန်တော်အဓိကတော့ roll chain ဖို့မြင်လာတော့ကျွန်တော်ကဘီနီမလိန်ဆော့ရင်ဒီထက်ပိုကောင်းမယ်ဆိုရဲအမြင်ပေါ့အဲ့လိုမျိုးမြင်တယ်အဲ့ဒီအချိန်မှာကျွန်တော် coach တင်းနဲ့တိုင်ပင်တယ်ပြီးတော့ management တင်းနဲ့တိုင်ပင်တယ်အဲ့လိုပြီးတဲ့အချိန်မှာကျွန်တော်တို့ကဘီနီကိုမလိန်ကိုပြောင်းပေးတာပေါ့အဲ့လိုမျိုးအဲ့တော့ဆိုတော်တော်လေးအံ့ဩရပါတော့ကျွန်တော်တို့ဆိုဒီဘင်နီကဒီပေါ့နော်ဒီ local player ဂိုးလိန်နာရဲမှာတော်တော်လေးကိုမှနာမည်လေးကြီးဒီလိုမျိုးဒီ top tier ရဲမှာပါဂိုးလိန်နာတယောက်ကပေါ့နော်ဒီလိုမျိုးမလိန်ပြောင်းသွားတာဆိုတော့ကျွန်တော်တို့လည်းအံ့ဩရပါပေါ့နော်ဒါပေမဲ့လေအဲ့မလိန်ပြောင်းပြီးနောက်ပိုင်း result တွေကလည်းဒါမစိုးဘူးလို့ပြောရမယ်အဲ့တော့ဒီအခုနောက်ပိုင်းမှာလည်းဒါဘင်မီကိုပဲဒါမလိန်နာဖြစ်ဆက်လက်ပြီးပွဲထုတ်ဖို့ရှိရပေါ့နော်ဟုတ်တယ်မလိန်နာပဲဆက်ဖြစ်ပုံများပြီးတော့ဘင်နီရဲ့ main play style လည်းတော်တော်လေး aggressive ဖြစ်တယ်သူဂိုးလေးတော့ဆော့တဲ့ပုံစံမျိုးလေးဆော့တာတွေ့ရတော့တော်တော်လေးတော့ Faircon Esport တက်ပို့ပြီးအဆင်ပြေသွားတာဟုတ်တယ်ဒါဟိုဒါနီကိုမလိန်ပြောင်းလိုက်ဒီလိုမျိုးပဲဒီလိုမျိုးဒါ Changela တို့ဂိုးလိန်နာတို့ကနေဒီလိုမျိုးမလိန်ပြောင်းဆိုလို့ရှင်ပို့ပြီးတော့လည်း aggressive ဖြစ်တယ် aggressive ဖြစ်နေဟုတ်တယ်ရိုးပြောင်းတဲ့ဟာတွေကတော့ကျွန်တော်တို့နေရာရှိရတယ်ဘာလို့ဆိုတော့ဒီ meta ပြောင်းတာနဲ့အတူ meta နဲ့ line နိုင်အောင်ပြောင်းလဲလုပ်ရတယ်ပေါ့နော်အခု meta နဲ့ကတော့တိတ်တော့မတူဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တော့ဆိုလို့ရှိရင်လည်း ace က bowling ကနေကျွန်တော်တို့ massman ထားတာ ace ကို bowling massman နေပြီးတော့ကျွန်တော်တို့ Changela ပြောင်းလိုက်ရဘာလို့ဆိုတော့ကျွန်တော်တို့တော့ ace ကကျွန်တော်အသင်းမှာပါကျွန်တော် BG မှာ ace ကကဲပြီဗျာ main ကဲ main ကဲလို့ ace ကိုအဲ့တော့ကျွန်တော်က Changela ဆိုတော့ကျွန်တော် hyper လို့သုံးကြ hyper ဆိုပြီးသုံးကြတယ်အဲ့ hyper ကိုကျွန်တော်ရဲ့အတန်းလုံး player ဖြစ်တဲ့ ace ကိုပေးလိုက်တယ်ပေါ့နော်သူအနေနဲ့သူလည်းတကယ်ကောင်းတဲ့ player တယောက်ဆိုတော့တကယ်လည်း carry ပေးပါတယ် ace ကယုံကြည်ရတဲ့လူတယောက်အဲ့တော့အဲ့ဒီရူးပြောင်းလေးတွေကရှိကြပါတယ်